မဟာရုပ်ရှင်ရော ဘုဒ္ဓချူလေးကငါ့ကိုပွေဖက်ထားတဲ့ခါမှာလူညက်ဤစဲနေတဲ့အထီးတွေ့မျိုးမင်းရဲ့အမေပူစီကရဘူးလား ငါလည်းမင်းလို့အခွင့်မျိုးမကြခင်ရပါဘူးဖြစ်ကြတယ်မပြောရင်စိတ်ခံရမှာအခုတော့စိတ်ချင်နေပြီဟဲ့ဘာစိတ်ချင်လားဟင်တို့ အချိန်ကအရင်လိုမကောင်းတော့ဘူးဟိုမှာပေးစားတော့မှာ ဟာပေးနေပေးတော့ဘယ်လိုကိုချစ်တဲ့သူတယောက်လို့တကယ်ဆုံးချောတော့ပဲအချိန်မှာမငုံရဲဟာလို့စီးနေရမှာလား ဩပေးစားမယ်ဆိုတာမေးဘူးမဟုတ်ဘူးမိုးသက်ချုံ ကဲမိုးသက်ချိုပါတဲ့ကွာမင်းရတယ် အပတ်စဉ်စနေနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော